နိုင်ငံရဲ့ချားမှာကိုကရောက်နေပြီဆိုလို့ရှိရင်ဒါကတော့အကြောင်းတက်တာပဲဖြစ်ဖြစ်အလုပ်လုပ်တာပဲဖြစ်ဖြစ်ဘလို့အကြောင်းရင်းကြောင့်မျိုးပဲဖြစ်ဖြစ်ပေါ့နော်နိုင်ငံရဲ့ချားကိုရောက်နေပြီအဲ့ဒီအချိန်မှာကိုကအစားအသောက်မှာတဲ့အချိန်မှာသူတို့နိုင်ငံပေါ့နော်အထူးသဖြင့်ဒီ English လို့ပြောတဲ့နိုင်ငံမျိုးမှာကိုကအဲ့ဒါကိုမပြောတတ်လို့ကိုစားချင်တဲ့အစားအသောက်ကိုတေချာမှားစားလို့မရဘူးအစားအသောက်ကလွဲပြီးတော့ရောက်လာတယ်ဆိုတဲ့ဟာမျိုးမဖြစ်ရလေအောင်ပေါ့နော်ဒီနေ့အစားအသောက်ကိုဘလို့မှာယူရတယ်ဘလို့ဒီငွေရှင်းတဲ့အချိန်မှာဘာတွေပြောရလဲဆိုတဲ့ဟာကိုဒီနေ့ဗီဒီယိုလေးလုပ်ပေးထားပါတယ်အားလုံးပဲမင်္ဂလာပါ Borans Classroom မှာပြန်လည်ကြိုဆိုပါရစေလက်ရှိမှာတော့ကျွန်မက business နဲ့ပတ်သက်တဲ့ subject တွေရယ် economics ရယ်ပြောရလို့ရှိရင် English ရယ်ပေါ့နော်အထူးသဖြင့် business English ရယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ online tutoring ရယ် online teaching ရယ်နှစ်မျိုးလုံးလုပ်ပေးနေပါတယ်အဲ့တော့ကိုကဒီခုနကကျွန်မပြောတဲ့ subject တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် individual တဦးချင်း online နဲ့ဒီ tutoring ဖြစ်ဖြစ် teaching ဖြစ်ဖြစ် service လိုချင်တာပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်ကို group နဲ့ကိုပေါ့နော် group like သင်ချင်တာပဲဖြစ်စေကျွန်မစီမှာအချိန်နဲ့ fees လေးတွေကိုလာရောက်စုံစမ်းလို့ရပါတယ်အဲ့တော့စပြောရမယ်ပေါ့နော်အဲ့တော့ကိုကစားတောက်ဆိုင် restaurant တစ်ခုခုပေါ့နော်သွားတယ်စားတောက်သွားပြီးတော့မှာပြီးတော့ထိုင်ပြီးတော့စားရမယ်အဲ့တော့ရောက်ပြီဆိုလို့ရှိရင်သူတို့ကိုပထမဆုံးကိုအတွက်နေရာစပွဲတောင်းရမယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ဘာတောင်းရမလဲဆိုတော့ဘယ်လိုတောင်းရမလဲဆိုတော့ hi a table for ကိုကတယောက်ထည့်သွားလို့ရှိရင် a table for 1 please တယောက်စာထိုင်ကုန်လေးလုပ်ပေးပါပေါ့ဒါမှမဟုတ်ကိုတငယ်ချင်းနဲ့သွားတယ်ဒါမှမဟုတ်ရှင်လည်းကိုရဲ့ဒီ significant other နဲ့သွားတယ်ပေါ့နော်ကို partner နဲ့သွားတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်နှစ်ယောက်သွားရင်လည်း a table for 2 please ပေါ့အဲ့တော့ကိုတငယ်ချင်းနဲ့သွားတာပဲဖြစ်ကိုမိသားစုနဲ့ပဲသွားတာပဲဖြစ်ဖြစ်ဘယ်နှစ်ယောက်သွားကြလဲအဲ့တော့သွားကြတဲ့သူတွေပေါ်မှာမူတည်ပြီးတော့အရောက်အရေးအတွက်တိုင်းအဲ့ဒီ number နေရာမှာအစားထိုးပြီးပြောပေါ့နော်အဲ့တော့နှစ်ယောက်သွားတယ်ဆိုလို့ရှိရင် hi a table for 2 please နှစ်ယောက်စာထိုင်ကုန်လေးနှစ်ယောက်စာနေရာလေးလုပ်ပေးပါပေါ့အဲ့လိုမျိုးလေးပြောလိုက်လို့ရတယ်နောက်တစ်ခုကကြတော့အကယ်၍ကိုထိုင်ခြင်းတဲ့နေရာပေါ့နော်ကိုထိုင်ခြင်းတဲ့နေရာဘာညာရှိတယ်ကိုက window နားမှာကြည့်ပြီးတော့ထိုင်ခြင်းတယ်ပေါ့နော်ဒီအထက်မှာပိတ်နေတဲ့နေရာမျိုးမှာထိုင်ပြီးတော့မစားခြင်းဆိုလို့ရှိရင်သူတို့ request လုပ်လို့ရတယ်ပေါ့ can we sit by the window ဒီ window နားမှာပေါ့နော်ပြတင်းပေါက်နားမှာထိုင်လို့ရမလားအဲ့ဒါမျိုးမေးလို့ရတယ် can we sit by the window ပြတင်းပေါက်နားမှာထိုင်လို့ရမလားအဲ့ဒါမျိုးမေးပြီးတော့ပြတင်းပေါက်နားခုံကို request လုပ်လို့ရတယ်နောက်တစ်ခုကကျတော့မသွားခင်မှာကြိုးပြီးတော့သူတို့စီမှာ reservation လုပ်ထားခဲ့တယ်ဆိုလို့ရှိရင်သူတို့ကိုဒီအကိုလာပြီးတော့မေးတဲ့အဲ့ကြိုးပေါ့နော် we have a reservation ငါတို့ဒီမှာ reservation လုပ်ထားပြီးသားပါကြိုးပြီးတော့လှမ်းပြီးတော့ booking တင်ထားတယ်ပေါ့နော် we have a reservation ငါတို့ဒီမှာ reservation လုပ်ထားပြီးသားပါလို့ပြောလို့ရှိရင်သူကကိုနာမည်မေးလိုက်မယ်နာမည်မေးတဲ့ခါကျလို့ရှိရင်ကိုပဲနာမည်နဲ့ reservation လုပ်ထားလဲပေါ့အကယ်၍ကိုနာမည်နဲ့လုပ်ထားရဆိုလို့ရှိရင်ကိုနာမည်ကိုပြောလိုက်ရပြီအဲ့ခါကျလို့ရှိရင် reservation လုပ်ထားတဲ့ခုံကိုသူတို့လိုက်ပို့ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပထမဆုံးဘယ်နှယောက်စာရှိလဲဆိုပြီးတော့ table တောင်းတာရယ်နောက်တစ်ခုကကျတော့ကိုထိုင်ခြင်းတဲ့ခုံပေါ့နော်အဲဒီ window နားမှာထိုင်နေကြတာတော့တော်တော်များများတော့ window နားမှာထိုင်နေကြတယ်အဲ့တော့ window နားခုံတောင်းလို့ရဖို့အတွက်ဘယ်လိုတောင်းရလဲပေါ့နောက်တစ်ခုကကျတော့ကိုက reserve လုပ်ထားတယ်ဆိုလို့ရှိရင်ငါတို့မှာဒီ reservation လုပ်ပြီးသားရှိပါတယ်နာမည်ဘယ်သူနဲ့ပေါ့အဲ့ဒါမျိုးပြောပြီးတော့လုပ်လို့ရတယ်စပြီးတော့ order မှာပြီပေါ့နော်သူတို့ order လာကောက်ပြီဆိုလို့ရှိရင်ကိုစားမဲ့ဟာကိုသူတို့ပြောလို့ရတယ်အဲ့ခါကျလို့ရှိရင်ဘာပြောမလဲဆိုတော့ I will have the burger please အကယ်၍ burger စားမယ်ဆိုလို့ရှိရင်လည်း I will have the burger please ပေါ့နော်အဲ့တော့ I will have အဲ့ဒီမှာ burger စားရင် burger အကယ်၍ sandwich စားမယ်ဆိုလို့ရှိရင် I will have the sandwich နောက်ကနေတော့ please အဲ့တော့ I will have ပြီးလို့ရှိရင်ကိုစားခြင်းတဲ့ဟာရဲ့နောက်ကနေတော့ please ပြောလိုက်လို့ရှိရင်ရပြီနောက်ပါလိုမျိုးပြောလို့ရသေးလဲဆိုတော့ဒါမျိုးမပြောချင်ဆိုလို့ရှိရင်နောက်တစ်မျိုးအနေနဲ့ could I get a large coffee please could I get ငါရနိုင်မလားနောက်ကနေပြီးဒီမှာကျတော့ coffee လိုချင်လို့ a large coffee ခွက်ကြီးပေါ့နော်သူမှာခွက်ကြီးခွက်သေးတယ်ဆိုတော့ coffee ခွက်ကြီးရနိုင်မလားအဲ့ဒါမျိုးမေးလို့ရတယ် could I get နောက်ကနေပြီးတော့ a large coffee နေရာမှာကိုမှာခြင်းတဲ့ဟာပေါ့နော်ကိုမှာခြင်းတဲ့အစားအသောက်အဲ့ဒီဟာကိုအစားထိုးထည့်လိုက်ပြောရလို့ရှိရင်နောက်ကနေ please ထည့်ပြလိုက်အဲ့ဒါဆိုလို့ရှိရင် could I get a large coffee please အဲ့ဒါမျိုးမေးလို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့ဘာနဲ့စမလဲပေါ့ဘာနဲ့စမလဲဆိုတော့သူကအစားအသောက်စားတဲ့နေရာမှာကတချို့လူတွေကစုပ်အရင်တောက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းရေအရင်တောက်တာမျိုးတွေရှိတယ်တခုခုပေါ့နော်စားတယ်စားပြီးတော့မှနောက်မှစားမဲ့တကယ် main ဟာကြီးကိုထပ်ပြီးတော့မှာတာမျိုးရှိတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဘာနဲ့စပြီးတော့စဖွင့်မလဲပေါ့ Can I start with an ice water ငါရေခဲရေတစ်ခွက်နဲ့အရင်စလို့ရမလားသူရေခဲရေအရင်တောင်းတာပေါ့နော်ပြီးတော့မှကျန်တဲ့ဟာကိုဆက်မှာမယ်ပေါ့အဲ့ဒါမျိုးပြောတာဆိုတော့ Can I start with an ice water
ဒီရေခဲရေနဲ့စလို့ရမလားပေါ့ဒါမှမဟုတ်ရှင်လည်းကိုသွားတဲ့နေရာ green tea တွေပါတယ်ရတယ်ဆိုလို့ရှင်လေ can I start with green tea အဲ့တော့အဲ့ဒါမျိုးနဲ့ပေါ့နော်ပြောလို့ရတယ်အခုနားထောင်နေတဲ့သူတွေမှာကျမရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေပါတယ်ဆိုလို့ရှိရင် subscribe လေးလုပ်ပေးသွားပါပြီးတော့ဒီ video လေးဆုံးတဲ့အခါမှာ like share comment လေးလုပ်ဖို့လည်းမမေ့ပါနဲ့နော်နောက်တစ်ခုကကြတော့ဒီကိုစားတောက်စားတဲ့နေရာမှာကိုမတည့်တဲ့ဟာမျိုးတွေရှိတယ်ကိုမစားတဲ့ဟာမျိုးတွေရှိတယ်ဆိုလို့ရှိရင်သူတို့အဲ့ဒါကိုမထည့်ပေးဖို့အဲ့ဒါကိုမထည့်ဘူးပေါ့နော်ကိုနဲ့မတည့်တာဖြစ်ကိုနဲ့မကြိုက်တာပဲဖြစ်အဲ့လိုဟာမျိုးပြောလို့ရတယ်အဲ့ဒါကိုဖယ်ပေးပါပေါ့မထည့်ပါနဲ့ပေါ့အဲ့လိုမျိုးပြောတာအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုတွေပြောလို့ရမလဲပေါ့ပထမဦးဆုံးဘယ်လိုပြောလို့ရမလဲဆိုလို့ရှိရင် Can I get the burger with no onions please ချက်သွန်မထည့်ပါနဲ့ဘာဂါတွေကိုချက်သွန်မထည့်ပါနဲ့အကယ်၍ကိုကချက်သွန်မစားတဲ့သူဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်ချက်သွန်မဟုတ်ဘဲနဲ့ကိုကတခြားဟာမစားဘူးပေါ့နော်ဘာဂါထဲမှာကိုမှားလိုက်တဲ့အစားအသောက်ပေါ့နော် sandwich ဆိုလို့ရှိရင် sandwich ထဲမှာကိုမစားတဲ့အပိုင်းပါတယ်ဆိုလို့ရှိရင်ကိုမစားချင်တဲ့ဟာပါတယ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုမထည့်ပါနဲ့လို့ပြောလို့ရတယ်ပေါ့နော် Can I get the burger with no onions please အဲ့တော့ဒီမှာကျတော့ Can I get ရနိုင်မလားမှားလိုက်တာဘာဂါဖြစ်တဲ့အတွက်ကြောင့်မို့လို့ the burger ဘာဂါကို with no onions ချက်သွန်မပါဘဲနဲ့ရနိုင်မလား please ကျေးဇူးပြုပြီးတော့အဲ့လိုပြောတာအဲ့လိုဆိုလို့ရှိရင် Can I get ပြီးလို့ရှိရင်ကိုမှားလိုက်တဲ့ဟာကို the burger နေရာမှာကိုမှားလိုက်တဲ့အစားအသောက်ကိုထည့်မယ်တွားလို့ရှိရင် with no နောက်ကနေပြီးတော့ကိုမထည့်ခြင်းတဲ့ဟာကိုဆက်ပြောမယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာအဲ့ဒါကိုအစားထိုးထည့်ပြီးတော့ပြောလို့ရတယ်နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုတော့ hold the mayo please အဲ့တော့ mayo နဲ့မစားဘူးဆိုလို့ရှိရင်ကြတော့ hold the mayo please mayo နဲ့ hold ဆိုတာကြတော့ဒီမှာကြတော့ဟိုရက်ထားပါတန့်ထားပါမထည့်ပါနဲ့လို့ပြောတာပေါ့နော်ပြောချင်တာကြတော့မပါပါစေနဲ့လို့ပြောတာဒီကင်ထားတယ်လို့ပြောတာမဟုတ်ဘူးပေါ့နော် hold the mayo please ဒီမှာကျတော့သူ့အဓိပ္ပာယ်ကျတော့ဒါကိုမထည့်ပါနဲ့လို့ပဲပြောလိုက်တာပေါ့နော်အဲ့တော့ hold နောက်ကနေပြီးတော့ကိုမထည့်ခြင်းတဲ့ဟာကိုပြောလိုက်ပြီးလို့ရှိရင် please လို့ပြောလိုက်အဲ့ဒါဆိုလို့ရှိရင်သူတို့မထည့်ပေးဘူးပေါ့နော်နောက်ကကြတော့Can I get the dressing on the side Can I get ငါရနိုင်မလား the dressing ဆိုတာကျတော့သူတို့ဟိုအပေါ်မှာပေါ့နော်တခါလေကျလို့ရှိရင်စမ်းပေးလိုက်တဲ့အရေးတွေရှိတယ် dressing ဟာတွေအနှစ်တွေအရေးတွေအဲ့ဒါမျိုးတွေအပေါ်ကနေပြီးစမ်းပေးလိုက်တာရှိတယ်အဲ့ဒါမျိုးကိုကိုစမ်းမယ်သူတို့စမ်းပေးလိုက်တာများသွားမှာဆိုလို့ဒါမှမဟုတ်ရှင်လည်းသူတို့ပါလာတဲ့ dressing ရဲ့အရာတော့ကိုကအရင်စမ်းကြည့်ခြင်းသေးတယ်ကိုမကြိုက်မှာဆိုလို့ပေါ့နော်အဲ့လိုဟာမျိုးဆိုလို့ရှိရင် dressing ကိုအပေါ်ကနေပြီးတော့စမ်းပြီးတော့မထည့်လိုက်ပါနဲ့ဘေးကနေတက်ပကံလေးနဲ့ပဲဖြစ်ဖြစ်ထည့်ပေးပါဆိုပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင် Can I get the dressing on the side dressing ကိုဘေးကနေပြီးတော့တက်ပေးပါဒီကိုစားတဲ့ main dish ကြီးပေါ်မှာအဲ့ dressing ကိုတခါတည်းလောင်းမလာပါနဲ့ဆိုပြီးတော့ပြောတာပေါ့နော် Can I get the dressing on the side dressing ကိုတက်ပေးပါဘောကထားပါတော့အချင်းကြီးတွေပါတယ်ဘောကနေလောင်းမထည့်လိုက်ပါနဲ့ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့ dressing ကိုတက်ဖယ်ပြီးတော့ပေးပါအပေါ်မှာတခါတည်းရောပြီးတော့မထည့်လာပါနဲ့ Can I get the dressing on the side လို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ကိုယ်တစ်ခုခုနဲ့မတည့်လို့ allergy ရှိရဆိုလို့ရှိရင် Does this contain nuts I'm allergic အဲ့တော့တော်များများကဒီမြေပဲအစီအစံနေနဲ့မတည့်ကြတာများတယ်ပေါ့နော်အဲ့တော့ Does this contain nuts အဲ့တော့ဒီထဲမှာအစီအစံပါနေလားဒါမှမဟုတ်ရှင်လည်းအကယ်၍ကိုစားတာအစီအစံပါတဲ့အစားအသောက်မဟုတ်ဘူးဒါပေမဲ့ကိုနဲ့မတည့်တဲ့အစားအသောက်ပါနိုင်တဲ့ဟာမျိုးကိုနဲ့မတည့်တယ်ပေါ့နော်မတည့်တဲ့ဒီအရာပါနိုင်တဲ့အစားအသောက်မျိုးဆိုလို့ရှိရင် Does this contain နောက်ကနေလို့ကိုနဲ့မတည့်တဲ့ဟာပါလားလို့မေးတာပေါ့နော် Does this contain နောက်ကနေမပါတဲ့ဟာတခုကိုနဲ့မတည့်တဲ့ဟာကိုထည့်ပေးလိုက်ကိုနဲ့မတည့်တဲ့ဟာကိုထည့်ပေးလိုက်ပြောလို့ရှိရင် I am allergic ငါက allergy ရှိလို့ပါ allergy ဖြစ်တယ်လို့ပါအဲ့ဒီဟာစားလို့ရှိရင် allergy ဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီဟာပါလားဆိုလို့လှမ်းမိတာပေါ့နော်အဲ့တော့ does this contain နောက်ကနေကိုနဲ့မတည့်တဲ့ဟာကိုထည့်လိုက်ပြီး I am allergic လို့ပြောလိုက်လို့ရပါတယ်ပြီးငွေရှင်းပြီပေါ့နော်ငွေရှင်းပြီဆိုလို့ရှိရင်တို့ကိုပေးယူလာခိုင်းရတာပေါ့အဲ့တော့ can we get the check please or can we get the bill please တချို့နိုင်ငံတွေမှာကျတော့ check လို့သုံးပြီးတချို့နိုင်ငံတွေမှာကျတော့ bill လို့သုံးတယ်ပေါ့နော်အဲ့တော့ဒီတို့ဘာနဲ့သုံးလဲကိုရောက်နေတဲ့နိုင်ငံအဲ့ဒီနိုင်ငံပေါ်မှာမူတည်ပြီးတော့ check လို့သုံးတဲ့နိုင်ငံမှာ check လို့သုံးပြီးတော့ pay လို့သုံးတဲ့နိုင်ငံမှာ pay လို့သုံးပေါ့နော် Can we get the check please or can we get the bill please အဲ့ဒါတို့စီကနေပြီးတော့ဟိုငွေရှင်းတော့မယ်ငါတို့ဘယ်လောက်ကြာလဲလာပေးပါလို့ပြောတာပေါ့နော်အဲ့ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့ဒီ Can we pay with cash please အဲ့တော့တချို့
တချို့တော့မဟုတ်ဘူးเนาะနိုင်ငံတော်တော်များများမှာကစားပြီးတော့ပြီးရင်သူတို့ကဒီကက်လေးတွေနဲ့ပဲရှင်းကြတာပေါ့เนาะ QR code လေးပေးလိမ့်မယ်အဲ့ဒီဟာကိုပဲကိုကနေပြီးတော့ဒီကိုယ့်ရဲ့ဒီဖုန်းထဲမှာထားရတဲ့ application နဲ့ငွေရှင်းတာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်သူတို့ဒီကတ်နဲ့ရှင်းလို့ရတဲ့ဆက်ထုတ်လာပေးလိုက်မယ်အဲ့ကတ်နဲ့ပဲရှင်းတာပဲဖြစ်ဖြစ်တော်တော်များများအဲ့ဒါနဲ့ပဲရှင်းကြတာပေါ့နော်ဘယ်သူမှငွေသားကြီးကင်ပြီးတော့သွားလေးသွားထားတိတ်မရှိကြအောင်ဒါပေမဲ့ကိုကလည်းကတ်တွေပါတွေမေ့သွားတယ်ဟိုငွေသားပဲပါလာတယ်အဲ့ဒါဆိုလို့ရှိရင်သူတို့ request လုပ်ကြည့်တာပေါ့နော် Can we pay with cash please cash နဲ့ pay လို့ရနိုင်မလားအဲ့ဒါမျိုးသူတို့ကို request လုပ်ကြည့်တာပေါ့နော်အဲ့နဲ့အတူတူသွားစားတဲ့သူကသူ့ကိုနှစ်ယောက်စလုံးပေါ့နော်ပေးမှာလားဒါမှမဟုတ်ရှင်တယောက်ကရှင်းမှာလားဆိုတာကိုမေးဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီကိုနဲ့အတူသွားစားတဲ့သူကိုဒီဘေးမရှင်းခင်မှာဘေးမရောက်လာခင်ပေါ့နော်တောင်းထားတဲ့အချိန်တွင်မှာသူ့ကိုမေးလိုက်လို့ရတယ် Are we paying together or separate ငါတို့နှစ်ယောက်ပေါင်းပြီးတော့တခါတည်းပေးမှာလားဒါမှမဟုတ်လို့ရှင်တက်စီပေးမှာလားအဲ့ဒါမျိုးမေးလို့ရတယ်ဆိုတော့သူ့ဘက်ကနေပြီးတော့တက်စီပေးမယ်ဆိုလို့ရှိရင်လည်းသူ separate လို့ဖြေမယ်ပေါ့နော်တကယ်လို့နှစ်ယောက်ပေါင်းပေးထားမယ်ပြီးတော့မှရှင်းမယ်ဆိုလို့ရှိရင်လည်း together လို့သူဖြေလိုက်မယ်ပေါ့အဲ့တော့အရင်ဆုံးဟိုဘက်ကနေကိုကဘေးတောင်းပြီးွားဘေးတောင်းလိုက်တဲ့အချိန်မှာကိုနဲ့သူနဲ့ကအဲ့ဒီအချိန်မှာညှိထားလို့ရတယ်ပေါ့နော်အဲ့တော့အကယ်၍ဒီသူကနေ together မပေးဘူးပေါင်းပြီးတော့မပေးဘူးပေါ့နော်ခွဲပြီးတော့ပေးမယ်ဆိုလို့ရှိရင်ကကြတော့ခွဲပြီးပေးမယ်ဆိုလို့ရှိရင်ဘေးရောက်လာတဲ့အခါကျလို့ရှိရင်အဲ့ waiter ကိုပြောလို့ရပါပေါ့နော်Can we split the check အဲ့တော့ဒီဟာကိုတယောက်တစ်ဝက်စီပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေးကိုသူကတ်နှစ်ကတ်သုံးလို့မယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားပြီအဲ့တော့ Can we split the check အဲ့ဒါကိုဒီ check ကို split လုပ်လို့ရလားCan we split the bill အဲ့ဒါလည်းပြောလို့ရပါတော့ခုနဒီ bill နဲ့သုံးတဲ့နိုင်ငံဆိုလို့ရှိရင် Can we split the bill ဒီ bill ကိုခွဲပြီးတော့ပေးလို့ရလားပေါ့အဲ့တော့ waiter ကိုဒီဒီလိုဟိုပါတော့ separate ပေးမယ်ဆိုတဲ့ဟာမျိုးသူ့ကို request လုပ်လို့ရတယ်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုကိုယ့်အတွက်အသုံးဝင်တဲ့ဗီဒီယိုလေးတွေပေါ့နော် business economics ပြောလို့ရှိရင်ဒီ English နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုဆက်လက်ပြီးတော့အများတန်းပုံမှန်လေးတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးတွေကိုဆက်ပြီးတော့နားဆင်နိုင်ဖို့အတွက်ကျမရဲ့ channel လေးကို subscribe လေးလုပ်ပေးထားပါသဘောကျတယ်ဆိုလို့ရှိရင်လည်း like share comment လေးတွေရေးပေးသွားလို့လည်းရပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့တွေ့ကြမယ်နော်